အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မတူလဲမသိပါဘူးအဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ time ချိန်မှာတော့တက်ခဲ့မှာဖြစ်တဲ့ဗီဒီယို D9MD67 episode 3ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒူးဆန်းနဲ့ရိုက်တွေ့ပြီးဟုတ်တယ်နော်အဲ့ဒီမှာ time ချိန်ပါကြီးအဲ့တော့ time ချိန်မှာရှိရဲ့လေတရေကိုတော့တက်မယ်အဲ့တော့ကျွန်တော်ခုအာရုံနဲ့ချက်တာအချက်တယ်ပေါ့နော်အာရုံနဲ့ချက်တာနည်းနည်းမချက်သေးဘူးကျွန်တော်ခိုးရသေးမရှိလို့အဲ့တော့အာရုံနဲ့ခဏယူလိုက်မယ်အာရုံနဲ့ယူပြီးရနဲ့ကျွန်တော် time ချိန်မှာတော့တက်ခဲ့မယ်ဟို full arm အလုပ်ပြီး okayဘာဖြစ်လို့တိုင်းကာတာလဲဆိုတော့ကျွန်တော်ထွက်လိုက်ခင်းရထွက်ပြီဆိုမော်တွေကဝင်လာမှဆိုလို့အဲကြောင့်ကျွန်တော်အိတ်ကာတာပေါ့နော်အဲ့တော့ဒီမှာ try ချိန်ပါကြီးအဲ့တော့အဲ့ထက်သွားမယ်အဲ့တော့ဒီမှာ crafting တွေပဲချပြီး full ရမှာလုပ်လိုက်မယ်အရင် full ပါfull ရမှာလည်းကြာသွားပြီဆိုတော့ကျွန်တော်စပုံးဝိုင်းစက်မို့အေးရချလိုက်ပါတယ်ဒါပေမဲ့နှစ်ခုချပြီးတစ်ခုမှအေးလိုက်ပါတယ်အထူရပါပေါ့နော်အဲ့တော့အေးလိုက်တာဆိုချင်းချင်း reform တန်ဖြစ်တော့အဆင်ပြေတာပေါ့အဲ့ဒါနဲ့ကျွန်တော်စတင်ဝင်မှုသွားခဲ့ပါတယ်โอเคအဆင်ပြေတော့လည်းဖြစ်နေကျွန်တော်ပစ္စည်းတွေနဲ့ထက်ခွဲရအောင်မယ်လိုတဲ့ပစ္စည်းလေးထက်ခွဲရမယ် let's go ကျွန်တော်ပစ္စည်းခွဲတယ်မို့ပစ္စည်းရှင်းနေပါတယ်အဲ့တော့မခွဲနေတော့ပစ္စည်းရလည်းလုံလောက်နေမှာပေါ့ကျွန်တော် pass လုံးမေးပြီးမှတတိရပြအဲ့မှာကျွန်တော်ပစ္စည်းရှင်းတယ်အဲ့မှာကျန်းနှုတ်ဆက်တဲ့တာနဲ့တော့ချက်တယ်တိုက်ပဲရလဲဆိုတော့ body သွားပြီးကြတူတာပါကျွန်တော်လမ်းမမီရပါ torch တွေထားတာအဲ့တော့ရအစီပဲ okay အဲ့တော့ကျွန်တော်ပစ္စည်းကို crap ပြီးတော့ကျွန်တော်ကျန်တဲ့အာယုံတွေကိုချက်ထားပါတယ်လို့โอเคဆိုကျွန်တော်ဖူးရမှာရပါပြီပေါ့နော်အဲ့တော့မကြည့်လိုက်ပါကျွန်တော်ကောင်းစားချေဆုံးကျွန်တော်စကင်နဲ့ပြောင်းလာပြီဒီစကင်လေးကြိုက်မယ်ထင်ပါတယ်မိုက်လဲမိုက်တယ်ပေါ့နော်โอเคဆိုကျွန်တော်ဖူးရမှာလည်းရပြီတိုက်ခိုက်ခြင်းတမ်းပြီဟုတ်ပြီလားအကုန်ဒီပါလို့โอเคတိုက်ခိုက်ခြင်းတမ်းပြီဟုတ်ပြီ let's go မယ်ကျွန်တော်ဘယ်တော့မှပါရှိလိုက်ရတော့ဘာလည်းမရှိပါဘူးအဲ့ဒါပစ္စည်းနဲ့ထည့်ရှင်းလိုက်ပါလေအဲ့ဘယ်တော့ဒီပစ္စည်းထည့်ပြီနော်အဲ့တော့ဒီမှာကျွန်တော် copper လူတယ်ပေါ့နော်လို့တော့ဘာလောက်ရတော့ခက်တယ်တော်ကုန်နေပစ္စည်းမာတူမီအနောက်ပေါက်ဆိုင်ထစ်ပြီးမာတူအဲ့တော့ကျွန်တော်တို့ရပြီ okay ကျွန်တော်ပိုင်လုံးနေတယ်အဲ့ကျွန်တော်တို့စတဲ့တော့အိုးရှိမှာ beast ပေါ်လိုက် oh my god တေးရောကောင်ချလေကိုလေးခွေးလေးဘယ်မှာလဲခွေးလေးဟေးခွေးလေးအောက်မှာခွေးအောက်ရောက်ပါဘဲပါပဲဘဲအောက်မှာပဲအောက်မှာပဲအောက်မှာအေးရတယ်အောက်မှာ oh my god ပေါ်တက်လိုက်ဟောအကောင်ပေါ်တော့အောက်ဆိုင်မှာအေးပါကဲလာခဲ့တီစံ okay နောက်တစ်ခေါက်လာမလေးလာရောတီးလိုက်တော့ yes တေးပါပြီကျွန်တော်ပြီးပါနေမှာတစ်ခါစပေါ်တော့နှစ်ကောင်သုံးကောင်ပဲစပေါ်ပြီးတော့ let's go ဆိုပြီးနေနိုင်ရတာပဲน้องကောင်လေးပို့စိုးနေတွားပြီးနော်စိတ်ခေါင်းတိုင်းထွားစိတ်များတဲ့ကောင်လေးဟာတေးရကြီးဟဲ့တေးညာရွေးချင်းစိတ်ကောင်လေးတော့တိုက်ရခက်တဲ့ကောင်လေးတေးငါတေးတော့မှာပဲစိတ်ကြီးရှယ်မိနေပြီတေးရ oh my godနတော်မကျန်နဲ့တေးပြီသွားပြီ no တေးပြီဟာ fuck မြန်သွားမယ်let's go မြန်ပစ္စည်းပြောင်းလိုက်မယ် no အမြင်ဟုတ်ပြီအကောင်လေးမြန်တက်ရမယ်စကလလို့မလေးအကောင်သေးပါအကောင်လေးပစ္စည်းရပြီစကလလို့တေးပါဟိုကဇုံမီမလားဇုံပဲကျန်နေ okay let's go မယ်အကောင်လေးမြန်သွားတက်မယ်အမြင်ဘာရောက်လဲတော့မသိကြည့်အောင် oh my god ငါတော့မသိပါဘူးချင်းတက်လိုက်တာဘာရောက်လဲတော့ရပါ okay ဆက်သွားမယ် let's go
တယ်နားသွားပါလေမသိခက်ခက်လေးခံတာဒီ try ချိန်မိုက်တယ်မှာ let's go man ချင်းညီမလေးခုံချောဝတ်တက်ရှိအောင် what the hell ဟိုဘေးနားမှာရေရှိတော့မှာရေတဲ့ခုံချောင်းငါတကယ်ပဲဒီကောမျက်နှာကြည့်လိုက်ဟို beach နဲ့တွေ့နော် beach နဲ့ညနာတွေ့ okay မြန်တော့မယ် let's go okay spawn 9နဲ့တဲ့တို့ဟာ fuck ပဲ ဘာစပေါ်နာအဲ့ဇုံလေးက oh my god ကန်ကောင်းတော့ကန်လာစိတ်များနဲ့ကောင်းလာတယ်ဘယ်လိုလဲအစီပဲအကောင်သေးစားလေးအစီတက်လာတယ်အစီနိုင်လေဒီကောင်မနိုင်ဘူးဆိုပြီးကလေးလေးဟာ sorry baby fuck ဒီတော့တေးဝိုင်းအကောင်လေးဝိုင်း yes ဘာမှမတည်ဘူးလို့ဒီကောင်ရတော့ဆိုတော့ပဲကွာချစ်အာနည်းနည်းများပါဟဲ့ okay ဒီမတူလေးပါဆိုတော့ရလောက်ပါကွာမင်းကဒီကောင်ကဘာလုပ်နေတာလဲလို့ဒီပါကွာအဲ့ရောက်ငါပြီးတော့ချားကောင်းနေမှမကြံတော့မှနော်တကောင်မှမကြံတော့မှတော့ကောင်းရေကူးနေရေးပါအိုးအရှင်မပြေတော့ဘူးbaby fuck တေးလိုက်တော့အမြန်လာခဲ့လား beast တွေအမြန်လာ beast လို့သွားတက်ချင်ဟိုပြီးသွား oh my god မလေးဘနကတိလေကောင်းမကြီးခဲ့တော့ညာဘနကတိမလဲဗောနော် okay come on လာခဲ့တာ please လာမြဲနောက်ဆုံး final ရောตีเส้นกว่าตีเส้นตีสกูห้องมาตีกว่าหัวใช้ไม่ใช่หัวมันกับยาแดงเย็นเนี่ยเป็นจับตาอยู่ให้วีบากว่าတွေ့တဲ့အတိုင်းပဲကျွန်တော်အကုန်လုံးတိုက်ခိုက်ပြီးခဲ့ဖြစ်တယ်ပြည်စည်းရတဲ့ဥစ္စာတွေတွေ့ရတယ်အများကြီးဖြစ်နေအဲ့ကျွန်တော်တို့ရွာကိုပြန်ရမယ်โอเคအပေါ်စတက်ရမယ် let's go ကိုအပေါ်ရောက်လာဖြစ်ပါတယ်ကျွန်တော်တို့ကိုရနေစတဲ့အပေါ်စတက်လာပါပြီโอเคဆိုတော့
တကယ်ကျွန်တော်လန့်နဲ့ရဟာဟာလန့်နဲ့တော့မဟုတ်ဘူးကောโอเคဆိုတော့ crying ချိန်မှာအကုန်လုံးတက်ပြီးထင်ပါတယ်ခွေးနှစ်ကောင်တွေးလို့ဆိုပြီးပွေးလိုက်ပါတယ်โอเคကျွန်တော်အရွေးလည်းအများကြီးဆိုအစေးလာခဲ့ခွေးနှစ်ကောင်ကျွန်တော်တို့နေထိုင်ခွေးနှစ်ကောင်ရတော့ပါဘူးအဲ့တော့ဟော yeah ဒီဗီဒီယိုရတော့ဒီလောက်ပါပဲโอเคနောက်ပြီးကြရင်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုမျိုးပြန်လာခဲ့ပါမယ်ဘိုင်ခွေးနဲ့ဘယ်လိုပြရမလဲရေးခဲ့ပါနှစ်ကောင်လုံးနဲ့ပဲပါ Goodbye.